လူဘဝမှာအဖိုးတန်ဆုံးအရာကဘာလဲလို့မေးရင်လူတော်တော်များများကငွေကြေးရွှေဒါမှမဟုတ်အာဏာလို့ဖြေကြပါလိမ့်မယ်။ဒါပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီအရာအလုံးထက်ပိုတန်ဖိုးရှိပြီးတစ်ခါဆုံးရှုံးသွားရင်ဘယ်တော့မှပြန်မရနိုင်တဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့အချိန်ပါပဲ။ဒီနေ့မှာတော့မြမရိုးရာပုံပြင်လေးတစ်ပုဒ်ကိုအခြေခံပြီးအချိန်ကိုတန်ဖိုးမထားခဲ့လို့ဘဝတစ်ခုလုံးနောင်တနဲ့ကုံဆုံးခဲ့ရတဲ့လူတစ်ယောက်အကြောင်းကိုတင်ဆက်ပေးသွားမှာပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရင်သင်ဟာအချိန်ရဲ့တန်ဖိုးကိုအရင်ကထက်10ဆမကပိုပြီးနားလည်သွားပါလိမ့်မယ်ဟိုရှိရှိတုန်းကတာယာတဲ့ရွာလေးတစ်ရွာမှာမောင်ဘောဆိုတဲ့လူငယ်တစ်ယောက်ရှိခဲ့ပါတယ်မောင်ဘောဟာကျမ်းမာတန်ဆွမ်းတဲ့လူငယ်တစ်ယောက်ဖြစ်ပေမဲ့သူ့မှာဆိုးဝါးတဲ့အကျင့်တစ်ခုရှိတယ်အဲ့ဒါကတော့ပြင်းရည်ခြင်းပါပဲသူ့ရဲ့ပါဇက်ဖျားမှာအမြဲရှိနေတဲ့စကားကနေပါဦးအချိန်တွေအများကြီးရှိပါသေးတယ်ဆိုတာပါပဲရွာသားတွေကလဲရဲစင်းတဲ့အချိန်သူကအိတ်နေတတ်တယ်ရွာသားတွေအလုတ်ကပြန်လာတဲ့အချိန်ကျမှသူကထမင်းစားဖို့ပြင်ဆင်တတ်တယ်ဒီနေ့မှာတော့မောင်ဘောဟာတောထဲကိုထင်းခုတ်ဖို့ထွက်လာခဲ့ပါတယ်ဒါပေမဲ့ပုံမှန်အတိုင်းပါပဲတစ်ပင်အောက်မှာခဏနားရင်အိပ်ပျော်သွားပြန်တယ်သူနိုးလာတဲ့အချိန်မှာတော့ထူးဆန်းတဲ့အလင်းရောင်တစ်ခုနဲ့အတူနတ်မင်းကြီးတစ်ပါးဟာသူ့ရှေ့မှာပေါ်လာပါတော့တယ်။နတ်မင်းကြီးကမောင်ဘောကိုကြည့်ပြီးတနာစပြုလာတယ်မောင်ဘော။မင်းဟာအချိန်ကိုအယမ်းဖြုံးတီးနေတာပဲမင်းရဲ့ဘဝပြောင်းလဲသွားအောင်ငါအခွင့်အရေးတစ်ခုပေးမယ်လို့ပြောပြီးအနီရောင်မှော်ကြောက်ခဲတစ်လုံးထုတ်ပေးလိုက်တယ်။ဒီကြောက်ခဲကတာမန်ကြောက်ခဲမဟုတ်ဘူး။ဘလို့တန်းတဲ့ပစ္စည်းကိုမစိုးဒီကြောက်ခဲနဲ့တိုးလိုက်တာနဲ့စစ်မှန်တဲ့ရွှေစင်ရွှေခဲတွေဖြစ်သွားလိမ့်မယ်။မောင်ဘောဟာဝမ်းသာအားရနဲ့ကြောက်ခဲကိုလှမ်းယူလိုက်တာပေါ့ဒါပေမဲ့နတ်မင်းကြီးကသတိပေးချက်တစ်ခုထပ်ပြောပါတယ်သတိထားပါမောင်ဘောဒီကြောက်ခဲရဲ့အစွမ်းကဒီနေ့နေဝင်ချိန်ထိပဲရှိမယ်နေကွယ်သွားတာနဲ့ဒီကြောက်ခဲဟာတာမန်ကြောက်ခဲဖြစ်သွားလိမ့်မယ်မောင်ဘောဟာကြောက်ခဲကိုယူပြီးရွာကိုအမြန်ပြေးပြန်လာတယ်လမ်းမှာသူတွေးလာတာကငါတော့ချမ်းသာပြီရွာထဲကတန်တွေအကုန်လုံးကိုတိမ်ကြုံပြီးရွှေလုတ်ပစ်မယ်ပေါ့ဒါပေမဲ့ရွာကိုရောက်တော့နေကမြင့်နေသေးတာကိုမြင်ပြီးသူ့ရဲ့ပြေးရတဲ့စိတ်ကပြန်ဝင်လာတယ်။အခုမှမွန်းတက်12နာရီပဲရှိသေးတာနေကအရန်ပူတယ်ထမင်းရင်စားပြီးတရေလောက်အိတ်လိုက်အောင်မယ်ညနေ3နာရီလောက်မှထပ်ပြီးတန်တွေလိုက်စုလဲချိန်မိပါတယ်လို့သူတွေးလိုက်တယ်။မောင်ဘောဟာအိပ်ပျော်သွားလိုက်တာညနေဆောင်သွားမှန်းတောင်မသိလိုက်ဘူး။သူပြန်နိုးလာတဲ့အချိန်မှာကောင်းကင်ကြီးကနေရဲနေပြီးနေမင်းကြီးကတောင်တန်းတွေနောက်ကိုကွယ်ဖို့လက်တလုံးအလိုပဲကြံတော့တယ်။မောင်ဘောဟာအလန့်တကြားနဲ့အိမ်ပြင်ကိုပြေးထွက်တယ်။အိမ်နီးနားချင်းတွေစီကတန်တယ်တွေလိုက်ငားတယ်။ဒါပေမဲ့ရွာသားတွေကအိမ်တကားတွေပိတ်ပြီးအနားယူနေကြပြီးသူဟာအိမ်ထဲကိုပြန်ပြေးဝင်ပြီးဟောင်းနှမ်းနေတဲ့တန်တယ်အိုးကြီးကိုဆွဲထုတ်လိုက်တယ်။သူကြောက်ခဲကိုကင်ပြီးတန်တယ်အိုးကိုတိုးဖို့ပြင်လိုက်တဲ့အချိန်မှာပဲနေမင်းကြီးဟာမိုးကုတ်ဆော့ဝိုင်းအောက်ကိုလုံးဝကွယ်ပြောက်သွားပါတော့တယ်။သူ့လက်ထဲကမော်ကြောက်ခဲဟာချက်ချင်းဆိုသလိုအယောင်မိန်သွားပြီးလမ်းဘေးကရိုးရိုးကြောက်ခဲတစ်လုံးဖြစ်သွားခဲ့ပြီးမောင်ဘောဟာတန်တယ်အိုးကြီးကိုဖတ်ပြီးမြေကြီးပေါ်မှာထိုင်ငိုနေပေမဲ့ဘာမှမထူးတော့ဘူး။သူဖြုံးတီးလိုက်တဲ့9နာရီ6နာရီဆိုတဲ့အချိန်ဟာသူ့ရဲ့တထေးဖြစ်မဲ့အိမ်မက်ကိုဖျက်ဆီးလိုက်တာပါပဲ။ဒီပုံပြင်လေးကကျွန်တော်တို့ကိုပေးခြင်းတဲ့သင်ခန်းစာကရှင်းပါတယ်။အခွင့်အရေးဆိုတာအချိန်နဲ့အတူလာတတ်တာပါအချိန်ကိုဖြုံးတီးနေတဲ့၍ဘလောက်ပဲကံကောင်းတဲ့အခွင့်အရေးတွေရောက်လာပါစေအဲ့ဒါကိုအသုံးချနိုင်မှာမဟုတ်ပါဘူး။မောင်ဘောအတွက်ကတော့အချိန်ကပြန်မရနိုင်တော့ပါဘူး။ဒါပေမဲ့ဗီဒီယိုကြည့်နေတဲ့သင်အတွက်ကတော့အချိန်တွေရှိပါသေးတယ်။ဒီနေ့သင်လုပ်ရမယ့်အလုပ်ကိုမနှက်ဖြန်ကိုရွှေ့မထားပါနဲ့။ဘာလို့လဲဆိုတော့အချိန်ဆိုတာကဘာပေါ်မှာအဖိုးတန်ဆုံးရွှေအိုးကြီးမို့လို့ပါပဲ။ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like share နဲ့ subscribe လုပ်ပြီးအားပေးခဲ့ပါဦးနောက်ထပ်သင်ခန်းစာရစေမယ့်ပုံမြင်ကောင်းတွေတင်ပေးသွားပါဦးမယ်အားလုံးပဲအချိန်ကိုတန်ဖိုးရှိရှိအသုံးချနိုင်ကြပါစေ